အားလုံးမင်္ဂလာပါနဂါးလေးရန်ကုန်နေပြီးအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကတီနိုဒါနဂါးလေးရန်ကုန်မှာ install ရနိုင်တဲ့ကားလေးအကုန်လိုက်ပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်တော့ဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးပါကားရအောင်ဆုံးမယ်ပထမဆုံးအနေနဲ့ပြပေးမယ့်ကားတော့ဒီမှာ Hyundai Sonata 2020 model တစ်စီးရှိရယ်ဒါလေးဆို2500ဝန်းကျင်မှာရှိရယ်ကဲပြီးတော့ဒီဘက်မှာလည်းကိုရီးယားမှာလေးပဲ Hyundai Accent 2025ကီလို1000ဝဲပဲရှိမယ်ဒါလေးဆိုရင်2500ဝန်းကျင်မှာညှိပြီးရောင်းပေးမယ်ကဲပြီးကျွန်တော်စီမှာ Honda Fit ချက်တဲ့2017ကိုမှ Smart Selection ရှိမယ် Insight လေးရှိမယ်ကဲပြီးတော့ဒီဘက်မှာတော့ US brand တွေကဒါလူကြိုက်အများဆုံးဖြစ်တဲ့ Ford Escape 2019 model တစ်စီးရှိတယ်ဒါလေးဆိုရင်တော့1900ဝန်းကျင်မှာညှိပြီးတော့ရောင်းပေးမယ်ကဲပြီးတော့ဒီဘက်မှာ MPV မျိုးစားတွေကလူကြိုက်တဲ့ကားစီမြန်မာနိုင်ငံမှာလည်းဒါမိတ်ဆက်ပေးကြမလို့တဲ့ကားစီဖြစ်တဲ့ Artica 2017 Type 3လေးရှိမယ်ကီလို6000ဝန်းကျင်နဲ့ဈေးနှုန်းကတော့1800ဝန်းကျင်မှာရှိမယ်ကဲပြီးတော့ဒါဒီကောင်လေးဆိုလို့ရှိရင် Toyota Vios လေး Model 2018ဈေးအနေနဲ့ဆို1900ဝန်းကျင်မှာညှိပြီးတော့ရောင်းပေးမယ်စိတ်ဝင်စားရင်တော့ showroom မှာလာကြည့်လို့ရတယ်ကဲပြီးတော့ဒီဘက်မှာနီနီခင်စော်အယောင်လေးနဲ့ဒါကျွန်တော်စီမှာ KIA Cerato 2021 model တစ်စီးရှိရယ်ဈေးကတော့2200ဝန်းကျင်မှာရှိမယ်ကဲပြီးတော့ဒီဘက်မှာ Ford Eco Sport လေးပေါ့နော် Eco Sport ဟိုမှာ2018 model လေးတစ်စီးရှိမယ်အဲဒါဆိုအယောင်ဆန်းဆန်းလေးနဲ့ရမယ်ဈေးကတော့1900ဝန်းကျင်မှာညှိပြီးတော့ရောင်းပေးမယ်ခင်ဗျ install ရှိရကြတဲ့ customer တွေကျွန်တော်စီမှာ Wuling Yablet လေး3စီးအောင်ရှိမယ်ဒီအောင်လေး Crane အောင်လေးကျွန်တော်တို့မဲကြတဲ့ customer တွေအတွက်အမဲလေးရှိမယ်ချက်တဲ့အမဲမချက်အဖြူကြရင်2012တစီးရှိမယ် Smart Selection မယ်1600ဝန်းကျင်ကဲနောက်တစ်စီးကတော့ Switch GLX လေးတစ်စီးတက်ရှိမယ်2018ကီလို6000ဝန်းကျင်ရှိမယ်ဒါလေးရဆိုလို့ရှိရင်1400ကျော်မှညှိပြီးရောင်းပေးမယ်ကဲနောက်တစ်စီးကတော့ Lane Go 0ကီလိုရဲ့ကြိုက်တဲ့ customer တွေကျွန်တော်စီမှာဒါလေးတော့ရောင်းထွက်သွားပြီခဲလေးတစ်စီးရှိမယ်2400ဝန်းကျင်မှာ install အနေနဲ့ရမယ်ခင်ဗျကဲနောက်တဲ့ကြံနေတဲ့ရဲ့ကားလေးကတော့ဒါ Picanto 2013 1.3 လေးရှိမယ်ဒါလေးဆို800အောင်မှညှိပြီးရောင်းပေးမယ်ပြီးတော့ဒါ Camry 2006နံပါတ်အမြင့် 2.4 အဖြူလေးဒါလေးဆိုရင်1400ဝန်းကျင်မှာညှိပြီးရောင်းပေးမယ်ကဲနောက်တစ်စီးကဒါမြန်မာတွေအရန်ကြိုက်တဲ့ Toyota Wish ကို1011ရုပ်ပြောင်း Z Grade 2.0 နဲ့ရမယ်အလဲမှာရှောက်လန်းပါမယ် Over Van နိုင်ပါမယ်နံပါတ်အလှနဲ့2200ဝန်းကျင်မှာညှိပြီးရောင်းပေးမယ်ကဲပြီးတော့ဒါ0ကီလိုရဲ့ကျတဲ့ customer တွေအတွက် Italy brand တရုတ်နည်းပညာနဲ့ဒါ SWN ဟိုမှာနောက်ဆုံးထွက်တဲ့ G01 Pro ရှိရယ်ဒါလေးဆိုရင် install နဲ့ရမယ်2000အောက်မှာညှိပြီးရောင်းပေးမယ်လုပ်ငန်းသုံးအတွက် Wuling 0ကီလို Chevrolet M2007 1.3 800အောက်မှာရမယ်ပြီးတော့ Switch GD 2020 1000အောက်မှာရမယ်ခင်ဗျJadon APV 2026ဒီ install ရှိမယ် Beijing A7 တွေလည်းအဖြူ2စီး install ရှိမယ် Share ကျွတ်ကြီးနဲ့ Lexus i350 2016 Sport 6600ဝန်းကျင်ကျွန်တော်ဆုံး final boss ကတော့ LX570 2008 လပိုင်းမှာ73ရုပ်နဲ့နံပါတ်အလှအဖြူအတန့်လေးတစ်စီးရှိရယ်ဒါလေးကတော့6000ဝန်းကျင်မှာညှိပြီးတော့ရောင်းပေးပါမယ်ငကားလေးဒီမှာအရေးကြအလဲထက်ငွေချမ်းအကုန်လုံးရတာမို့လို့စိတ်ဝင်စားရင်အခုပဲဆက်သွယ်လိုက်ပါခင်ဗျ